ဒီနေ့မှာတော့မိုးအေးအေးလေးနဲ့ပဲပုတ်ထမင်းတုံနဲ့ဝက်သားကြော်လေးလှုပ်စားဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဝက်သားလေးတွေကိုအခုလိုမျိုးကိုလိုချင်တဲ့အနေအတိုင်းတုံးလိုက်ပါမယ်နိုင်ကတော့ရှိရှိမျောလေးတွေတုံးထားပါတယ်ပြီးရင်တော့စကြော်ဖို့အတွက်အကြော်မုံသို့မဟုတ်ပြောင်းမှုကုန်မှုတုံးလို့ရပါတယ်အရသာအနေနဲ့တော့စားဟင်းချုံမုံကြက်သားမုံနဲ့အယောင်တင်မုံလေးလည်းတုံးထားပေးပါတယ်အယောင်လေးဆိုစီဖို့ပါပြီးရင်တော့ရေနည်းနည်းလေးထည့်ပြီးတော့နှက်ထားပေးလို့ရပါပြီစီပူလာပြီဆိုလို့ရှိရင်တော့ဝက်သားလေးတွေကိုအယောင်လေးတွေရဲလာတဲ့အထိကြော်ပြီးတော့ဆယ်ထားပေးလိုက်ပါမယ်ပြီးရင်တော့နိုင်တို့ထမင်းတုပ်ဖို့အတွက်ပဲပုတ်ရေမြေပဲဆန်လေးတွေကိုအစင်တင်လုပ်ထားပြီးထမင်းတုပ်ထဲမှာနိုင်ကဘာရတာမှမထည့်ပဲနဲ့ပဲပုတ်ကအငံလေးနဲ့ပဲတုပ်လိုက်ပါတယ်ခုလိုမျိုးတယောက်စာလေးပလိတ်တင်လေးကိုလှလှလေးပြင်ထားပါတယ်နိုင်မျိုးသားကတော့ဝက်သားကြော်ကြိုက်လို့သူ့တော့ဝက်သားကြော်လေးပူထည့်ပေးထားပါတယ်ပြီးရင်တော့မြေပဲဆန်လေးဖြူပြီးတော့တံမြာသီးလေးနဲ့စားလို့ရအောင်တံမြာသီးလေးစိတ်ထည့်ထားပေးပါတယ်